ဇလန်းလေးရဲ့အစမှာတော့ဒန်ဘီလို့ခေါ်တဲ့အထက်တန်းနောက်ဆုံးနှစ်ကျောင်းသူလေးတစ်ယောက်ရှိတယ်။သူကတက္ကသိုလ်ဝန်ထမ်းစာမေးပွဲကြီးဖြေဖို့ရက်ပိုင်းပဲလိုတော့တဲ့အချိန်ပေါ့။ပြဿနာကသူဟာတင်းချဆိုရင်ရေနဲ့မီးလိုပဲလုံးဝကိုမရတာတင်းချချိန်ဆိုအမြဲအိမ်ငိုက်လုံးလို့ဆရာကဒေါသထွက်ပြီးတင်ပုံးရှိခေါ်တွက်ခိုင်းတဲ့အထိပဲထုံးစံအတိုင်းသူကဘာမှမတွက်တတ်တော့အတန်းရှိမှတင်အသေးအချာကိုအဆူခံလိုက်ရတာပေါ့အိမ်ပြန်ရောက်တော့လဲစာမလုပ်ပဲဖုံးပုတ်လိုက်တချင်းတွေနားထောင်နေတော့အမေဖြစ်သူကမြင်ပြီးညီတချင်းစာသားတွေစက်တလို့သာတင်းချတွက်ရင်ပိုင်းမီရှင်တောင်ဖြစ်နေလောက်ပြီးလို့ဆူပါလေရောအဖေဘက်ကမျိုးရိုးလိုက်ပြီးတင်းချညံ့တာဒီပုံစံနဲ့ဆိုဘယ်တက္ကသိုလ်ကမှလက်ခံမှာမဟုတ်ဘူးလို့လဲပွားသေးတယ်ပြီးတော့အမေကသူမြဲကြည့်နေကြတမိုင်းဝင်ကိုရီးယားကားတွေပြောင်းကြည့်တော့ဒန်ဘီလဲစိတ်ညစ်ညစ်နဲ့အချစ်ဆုံးသူငယ်ချင်းအိမ်ကိုထွက်သွားတော့တယ်သူငယ်ချင်းကလည်းဒါဟာတက္ကသိုလ်ဝင်ဖို့နောက်ဆုံးခွင့်ရေးပဲဒီတစ်ခါကျရင်တော့ရှေ့ဆက်စရာလမ်းမရှိတော့ဘူးလို့ထပ်ပြီးတတိပေးသေးတယ်နောက်နေ့မနက်စာမေးပွဲကြီးဖြေဖို့နောက်ကျမှနိုးပြီးအလောတကြီးပြေးရပါတော့တယ်အမေကတော့အကောင်းဆုံးဖြေခဲ့နော်လို့အားပေးလိုက်တာပေါ့ကားပေါ်မှာတင်းချစာတွေကြည်သွားပေမဲ့စာမေးပွဲခန်းနာရောက်တော့သူအရန်ကိုကြောက်လာတယ်ငါမဖြေနိုင်ရင်ဘလို့လုပ်မလဲဆိုတဲ့အတွေးနဲ့ထွက်ပြေးခြင်းစိတ်တွေပေါက်လာတယ်အဲ့ဒါနဲ့ထီးလဲမပါပဲမိုးရေထဲမှာထိုင်ပြီးငါသာဒီကနေပျောက်ကွယ်သွားလိုက်ချင်တော့တယ်လို့ဆူတောင်းနေမိတယ်အဲ့ဒီအချိန်သူ့ရှေ့ကရေအိုင်လေးတဲကိုအမတ်တမဲ့ခြေလန်းလိုက်ရာကနေထူးဆန်းတာတွေဆက်ဖြစ်ပါတော့တယ်။ရေအိုင်ထဲပြုတ်ကျပြီးရေနစ်နေပေမဲ့တေမသွားပဲတခြားကဘာတစ်ခုကိုရောက်သွားပါတော့တယ်။ရေထဲကနေပြန်ပေါ်လာတော့ထူးဆန်းတဲ့ဝတ်စုံတွေနဲ့လူတစုကမိုးခေါင်လို့မိုးခေါ်ဆူတောင်းပွဲလုပ်နေတာကိုတွားတွေ့တယ်။တန်ဘီကတမိုင်းကားရိုက်နေတာလားလို့မေးတော့ရှင်ဘုရင်ကသူ့ကိုမကောင်းဆိုးဝါးလားဆိုပြီးလန့်သွားတယ်။သူကမဟုတ်ပါဘူးအထက်တန်းကျောင်းသူပါလို့ပြောလိုက်တာကိုသူတို့ကဂါထာမန်းမို့တယ်ထင်ပြီးဓားတွေနဲ့ဝိုင်းချပါလေရောအဲ့ဒီတော့မှဒန်ဘီလဲကြောက်ကြောက်နဲ့သမီးဒီကိုဘာလို့ရောက်လာလဲသိပါပြီမိုးနဲ့မင်းကြီးမိုးရွာချပေးပါလို့ရမ်းអော်လိုက်တဲ့လူတွေအားလုံးခေါင်းငုံဆူတောင်းနေတုံးသူလဲတုတ်ချေတင်ပြေးပါတော့တယ်ပြေးရင်လွှားရင်းနဲ့ဖုံးကြီးအောင်ဆောင်ပြီးရှင်ဘုရင်နဲ့အမတ်တွေအစည်းအဝေးလုပ်နေတဲ့နေရာကိုရောက်သွားပြန်တယ်ရှင်ဘုရင်ကအယူသေးတာတွေရက်ပြီးတိတ်ပံနဲ့တင်းချကိုလေးလာဖို့ပြောနေချိန်မှာပုံနာကြီးကကန့်ကွက်နေတာပေါ့အဲ့ဒီမှာတင်ဒန်ဘီအဖမ်းခံရပြီးရှင်ဘုရင်ကကိုမြတ်ဖို့လုပ်တယ်ဒန်ဘီကသူဟာအနာဂတ်ကလာတဲ့ကျောင်းသူဖြစ်ပြီးတင်းချတိတ်တော်ကြောင်းပြောပြီးအသက်ချမ်းသာပေးဖို့တောင်းပန်လိုက်တဲ့ရှင်ဘုရင်ကပိုက်တာကို YSTO ရန်ပု္ပ္ပစာတစ်ခုပေးတွက်ခိုင်းတော့ဒန်ဘီကခဏလေးနဲ့တွက်ပြလိုက်တယ်ပညာရှိတွေ၃ရက်တွဲရတဲ့ပု္ပ္ပစာကိုချက်ချင်းတွက်ပြလိုက်တော့ရှင်ဘုရင်လည်းအံ့သသွားတာပေါ့အဲ့ဒီကစလို့ဒန်ဘီကိုရောကြားလေးပညာရှိကိုဆန်လို့ထင်ပြီးရှင်ဘုရင်ကိုတင်းချတင်ပေးဖို့တာဝန်ပေးလိုက်တဲ့ရှင်ဘုရင်ကကနန်းတောင်မရေတက်ဖူးလေဒန်ဘီလည်းအပေါင်းအနှုတ်ကပ်စာပြီးစိတ်ရှည်လက်ရှည်တင်ပေးရတော့လေတနေ့တော့ဒန်ဘီဘိုက်စာလုံးလို့သူ့လွယ်အိတ်ထဲကခောက်ဆွဲချောက်ထုတ်ကိုချက်ပြီးရှင်ဘုရင်ကိုကြွေးလိုက်တယ်ရှင်ဘုရင်ကအဆက်တွေစားပြီးနောက်နေ့မနက်ပိုင်းနာတော့ဒန်ဘီကကျိန်စာတိုက်တယ်ဆိုပြီးနားရက်မှာအဆောင်တွေတောင်ကတ်ထားသေးတယ်အဲ့ဒီမှာဒန်ဘီကအစာအိမ်ဆိုတာပါလဲဦးတွေနှလုံးသားတွေအကြောင်းရှင်းပြရတယ်။ဒီနေ့ကိုချစ်တဲ့သူနဲ့တွေ့ရင်နှလုံးခုန်တန်ကိုခံစားရလိမ့်မယ်လို့လဲပြောပြခဲ့သေးတယ်။ရှင်ဘုရင်ကဒန်ဘီရဲ့ပညာတတ်ပုံကိုသဘောကျပြီးတင်းချတင်မကဘူးတိတ်ပံနဲ့စိုက်ပျိုးရေးတွေပါတင်ခိုင်းတယ်သူတို့နှစ်ယောက်အတူတူအချိန်တွေဖြတ်တန်းရင်းတန်ရောစင်တွေတွေ့လာကြတယ်။ဒါပေမဲ့ပုံနာကြီးကနှစ်ပတ်အတွင်းမိုးမရွာရင်ဒန်ဘီကိုတတ်မယ်လို့ချင်းချောက်လာတယ်။ဒန်ဘီလည်းအရှုံးမပေးဘဲရှင်ဘုရင်ရဲ့ဂီတပညာရှင်နဲ့ပူးပေါင်းပြီးမိုးလေကိုတိုင်းဆက်တီးထွင်လိုက်တယ်။အဲ့ဒီနောက်မိုးတွေတကယ်ရွာလာတော့ဒန်ဘီအယမ်းဝမ်းသာသွားပေမဲ့ရှင်ဘုရင်ကဒန်ဘီထွက်သွားမှာဆိုလို့တင်းမောနဲ့ထွက်ပြေးဖို့စီစဉ်ပေးတယ်။ဒါပေမဲ့ဒန်ဘီကကျမတသက်လုံးထွက်ပြေးလာခဲ့တာအခုတော့မပြေးချင်တော့ဘူးလို့ညင်းခဲ့တယ်။ပြဿနာတွေကပြီးမသွားသေးဘူးရှင်ဘုရင်ကဒန်ဘီကူညီပေးထားတဲ့လူတိုင်းလွယ်လွယ်ကူကူတင်ယူနိုင်မဲ့အခရာအသည့်ကိုရီးယားစာပေကိုတီထွင်နေတာကိုပုံနာတွေကမလိုလားပဲဒန်ဘီကိုလှုပ်ကြံဖို့စ조사ကြတယ်။ပုံနာတွေကဒန်ဘီကိုတတ်ဖို့အဆောက်အဦကိုမိရှို့ပေမဲ့ရှင်ဘုရင်ကမိထဲဝင်ပြီးတွားခဲ့ရတယ်။နောက်ဆုံးမှာတော့ရှင်ဘုရင်ကမကောင်းဆိုးဝါးပုံနာကြီးကိုအပြစ်ပေးလိုက်တယ်။အဲ့ဒီနောက်မိုးတွေရွာလာပြီးဒန်ဘီတယောက်ရှင်ဘုရင်ကိုနှုတ်ဆက်ဖို့အချိန်တန်လာခဲ့ပြီးပင်လယ်ကမ်းဆက်မှာနှစ်ယောက်သားလမ်းလျှောက်ရင်းဒန်ဘီဟာသူအရင်ရောက်လာခဲ့တဲ့ရေအိုင်လေးထဲကနေတဆင့်သူ့ကဘာကိုပြန်ဖို့ဆုံးဖြတ်လိုက်တယ်။သူ့ကဘာကိုပြန်ရောက်တော့အချိန်ကစက္ကန့်ပိုင်းပဲကြာသေးတာမို့စာမေးပွဲကိုအမိသွားဖြေနိုင်ခဲ့တယ်။အိမ်ပြန်ရောက်တော့အမေကိုပြေးဖက်ပြီးအရင်ကနဲ့မတူပဲလူကြီးဆန်ဆန်တွေးတော့တက်လာတယ်။
ဒီခီးစဉ်လေးကဒန်ဘီကိုသူ့ဘေးနားကလူတွေနဲ့အရာရာကိုတန်ဖိုးထားတတ်ဖို့တင်ပေးလိုက်တာပေါ့လအနှဲငယ်ကြတော့ဒီနေ့ကျောင်းဆင်းမိုးရွာနေချိန်မှာလူတယောက်ကသူ့ကိုထီးလာမိုးပေးတယ်မောကြည့်လိုက်တော့ဂျိုစွန်းခစ်ကရှင်ဘုရင်နဲ့ရုပ်ချင်းတထေရတဲ့သူဖြစ်နေတယ်ကျွန်တော်တို့အရင်ကဘတ်စကားပေါ်မှာတွေ့ဘူးတယ်နော်ဒီမှာထီးကြံခဲ့လို့ပြုံးပြီးပြောလိုက်တဲ့အချိန်မှာတော့ဒီလာပါတဲ့ပုံပြင်လေးကအဆုံးသက်သွားပါပြီဗျာကဲဒါနဲ့ပဲပုံပြင်လေးကတော့ပြီးဆုံးသွားပါပြီနားထောင်ရတဲ့ပရိသတ်တို့ရောဒီဇလန်းလေးကိုသဘောကျရဲ့လားနောက်ထပ်ရောဘလို့ဇလန်းလေးတွေကိုဒီလိုပုံစံလေးအချင်းချုပ်ပြီးပြောပြစေချင်သေးလဲဆိုတာမှတ်ချက်လေးပေးသွားကြပါဦးနော်